ရွက်လှင့်လိုက်တာနဲ့ဒီဘာစူးညောင်းခလုတ်ကိုမှမထိခိုက်စေပဲနဲ့ကျွန်တော်တို့ဒီရီမန်းထားတဲ့ပန်းနိုင်ကိုချောချောမွမွေလေးနဲ့ဖြောင်းဖြောင်းဖြူးဖြူးလေးရောက်သွားကြတယ်ပြီးတော့ဒီကိုဘွားရဲ့ဒီဖြတ်တန်းရတဲ့ဒီ process အတိုင်းမှာလဲကျွန်တော်တို့ဘလို့ဘေးဒုက္ခတွေအကြက်တဲတွေမှမကြုံကျင်ပဲနဲ့တက်တောင့်တက်တာလေးနဲ့ပဲဘဝတစ်ခုကိုကုံဆုံးသွားခြင်းတယ်တေချာတာအဲ့လိုမျိုးဖြတ်တန်းခြင်းပြီဆိုလို့ရှိရင်ကျွန်တော်တို့ပျော်ရွှင်မှုဆိုတဲ့အရာကိုလည်းခံစားလို့ရမှာမဟုတ်တော့ဘူးဒါလေးကတော့ကျွန်တော်တို့ဒီဂျာမန်တွေးခေါ်ပညာရှင်ဖြစ်တဲ့နစ်ရှေကနေပြီးတော့ပြောပြခဲ့တာလေးဖြစ်ပါတယ်ဒီနေ့ခေတ်မှာဒီစိတ်ပိုင်းစိတ်ပညာကုသမှုတွေနဲ့ဒီကုထုံးတွေပေါ့နော်စိတ်ပညာကုထုံးတွေနဲ့ဒီအယူအဆတွေကဒီ19ရာစုမှာစပြီးတော့နာမည်ကြီးလာခဲ့တဲ့ဒီဂျာမန်တွေးခေါ်ပညာရှင်နစ်ရှေရဲ့အတွေးခေါ်တွေကနေအခြေခံခဲ့တယ်လို့ကျွန်တော်တို့ကဒီသတ်မှတ်လို့ရတယ်ပေါ့နော်အဲ့တော့နစ်ရှေဆိုတဲ့ပုံကိုကြီးက तू ကဒီ genius လို့ခေါ်တဲ့ပါရမီရှင်တို့ဒီဉာဏ်ကြီးရှင်တို့အဲ့ဒါမျိုးတွေကို तू ကအယုံကြည်မရှိတဲ့သူဖြစ်တယ်နိုင်ငံတစ်ခုပဲဖြစ်ဖြစ်လူတစ်ယောက်ပဲဖြစ်ဖြစ်ဒီအကြက်တဲတွေဘေးဒုက္ခတွေကိုကြော်လွှားပြီးမှသာကျွန်တော်တို့အောင်မြင်မှုကိုရရှိရဖြစ်တယ်လို့နေရှိရယုံကြည်တယ်ဒီလူတစ်ယောက်ဒါမှမဟုတ်လို့ရှိရင်အဖွဲ့အစည်းတစ်ခုအောင်မြင်တယ်ဆိုတာကသူ့ရဲ့ဒီအခက်ခဲအကြက်တဲတွေပေါ်မှာဒီသွေးတွေချွေးတွေနဲ့ရင်းနှီးပေးဆက်ပြီးတော့မှစူးစမ်းလှုပ်ဆောင်ခဲ့မှုကြောင့်ဒါကျွန်တော်တို့ကဒါဒီလိုအောင်မြင်မှုအသင်းပွင့်တွေကိုရရှိလာတာဖြစ်တယ်ပေါ့နော်ဒီအီတလီကဘာကျော်ဒီပကြီးစရာကြီးဖြစ်တယ်ပေါ့နော် refer ဆိုလို့ရှိလို့ရှင်သူတော်မှပဲတကယ်ကိုထင်ပေါ်ကျော်ကြားတဲ့ဒီ artist တယောက်ဖြစ်တယ်ဒါပေမဲ့လည်းသူလိုလူတော်မှဒီစေးသက်ချလိုက်တာနဲ့စေးမင်ချလိုက်တာနဲ့လိုချင်တဲ့ပုံတွေထွက်လာတာမဟုတ်ဘူးသူလည်းကြိုးစားအားထုတ်မှုတွေရှိခဲ့ရတာပဲပြောချင်တာဘယ်အရာမှကျွန်တော်တို့ကဒီဖြောင်းဖြောင်းဖြူဖြူနဲ့ချောချောမွမွေဒီရရှိသွားရဲဆိုတာမရှိဘူးပေါ့နော်နေရှေပြောခဲ့ရလေးတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီ travel and happiness are closely related တဲ့ကျွန်တော်တို့ဒီဒုက္ခတွေနဲ့ပျော်ရွှင်မှုတွေဆိုတာနီးနီးကပ်ကပ်ဆက်နွယ်နေတဲ့အရာတွေဖြစ်တယ်အဲ့လောက်ကြီးနီးနီးကပ်ကပ်ဒီဆက်နွယ်ပတ်သက်နေတဲ့အရာနှစ်ခုကိုကျွန်တော်တို့ကတစ်ခုကိုလိုချင်ပြီးတော့တစ်ခုကိုမလိုချင်ပါဘူးလို့စွန့်ညင်းနေလို့မရအောင်အဲ့တော့ပျော်ရွှင်မှုကိုများများလိုချင်ရင်အကြက်တဲတွေဘေးဒုက္ခတွေများများကိုလည်းကျွန်တော်တို့ကရင်ဆိုင်ကြော်ဖြတ်ရရမယ်ဒီလိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ကပျော်ရွှင်မှုတော့လိုချင်တယ်ဒီအခက်အခဲတွေဒုက္ခတွေကြတော့အကွက်ပတ်ပြီးတော့ရှောင်သွားမယ်လို့မရဘူးဒါအောင်နေရှိကအလေးပေးပြီးတော့ပြောခဲ့တယ်ပေါ့နော်ကျွန်တော်တို့ဘဝကိုကျွန်တော်တို့ကစိတ်ကြိုက်ကိုယ့်ဘက်ကိုရှင်သန်ပလိုက်လို့ရတယ်ပျော်ရွှင်အောင်လှုပ်ဆောင်ပျော်ရွှင်မှုရအောင်ကြိုးစားလှုပ်ဆောင်လိုက်လို့ရတယ်တခုပဲအဲ့ဒီပျော်ရွှင်မှုစီတွားနေတဲ့လမ်းကြောင်းမှာကြုံတွေ့လာတဲ့အခက်အခဲတွေဒီအကြက်တဲတွေအဲ့ဒါတွေကိုကျွန်တော်တို့က neglect မလုပ်မိဖို့လိုတယ်မိတ်ဆွေတတိထားကြည့်မိလားမသိဘူးကျွန်တော်တို့ဘဝမှာဝိုးဖြစ်သွားတဲ့အခိုက်အတန့်တွေရှိတယ်အရန်ကိုပျော်ရွှင်စရာကောင်းခဲ့တဲ့အချိန်တွေပေါ့အဲ့ဒါတွေကဘယ်အချိန်မှာဖြစ်လာလဲဆိုလို့ရှိရင်ကျွန်တော်တို့အခက်အခဲတစ်ခုခုအကြက်တဲတစ်ခုခုကိုရင်ဆိုင်ကြော်လွှားပြီးတဲ့အချိန်ကြမှာပေါ်ပေါက်လာတာဒါကြောင့်မလို့ဒီပျော်ရွှင်မှုဆိုတာအခက်အခဲတွေဒုက္ခတွေပေါ်မှာအခြေခံပြီးတော့ပေါ်ပေါက်လာတဲ့အရာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကပျော်ရွှင်မှုကိုလိုချင်တဲ့လူကဒီဆင်းရဲဒုက္ခတွေကိုခံနိုင်တဲ့တတိရှိဖို့လိုတယ်ဒါကတော့ဂျာမန်လူမျိုးဖြစ်တဲ့ဒီတွေးခေါ်ပညာရှင်နစ်ရှေရဲ့ဒီဒသနိကလေးတွေဖြစ်တယ်ပေါ့နော်ဒီအချက်တွေအကုန်လုံးကိုကျွန်တော်တို့မှန်ပါတယ်လို့တော့မပြောလို့ဘူးပေါ့နော်ဒါကတော့မိတ်ဆွေကိုယ့်ဘာသာကိုစဉ်းစားဆင်ခြင်ပြီးတွေးခေါ်ပြီးတော့မှဒီ adjust လုပ်နိုင်တယ်ပေါ့နော်အဲ့ဒီပုံမှာ complaint တက်နိုင်တာမျိုးလည်းရှိတယ်အဲ့တော့ကျွန်တော်တို့ကအဓိကတော့ဒီ philosophy တွေကိုလေ့လာခြင်းအပြင်ကျွန်တော်တို့အတွက်အတွေးခေါ်အသစ်တချို့ရသွားမယ်ဘဝကိုရင်ဆိုင်ရတဲ့တတိတွေရှိလာမယ်ပြီးတော့တွေးအေးပြီးတော့ဒီအတွေးခေါ်တချို့ရရှိသွားမယ်ဆိုလို့ရှိရင်ဒါကိုယ့်အတွက်တော်တော်လေးတန်နေပြီပေါ့နော်